Oh Lord Jesus we fight နော် we fight day 1ကနေ day 6ထိမှာwe fight မှာပြောထားတယ်ဆိုတော့နိုင်ငံတော်သားများသည်သူတို့ဤကောင်းကင်ဆိုင်ရာအဖကိုမထင်မရှားဆက်တွေ့လျက်ကိုရောကိုမထင်မရှားမွေလိုဝမ်းမြောက်ခြင်းအချို့ရှိတယ်တီးတန့်ဆူတောင်းခြင်းတွေ့ကြုံရှိခြင်းဆိုရင်ကျွန်တော်တို့နိုင်ငံတော်သားဖြစ်တဲ့ကျွန်တော်တို့တွေကကောင်းကင်ဆိုင်ရာအဖကိုမထင်မရှားဆက်တွေ့တယ်လို့ပြောတဲ့အခါမှာမထင်မရှားမွေလိုဝမ်းမြောက်တယ်လို့ပြောတဲ့အခါမှာဘာကိုပြောလဲလို့ပြောတဲ့အခါမှာတီးတန့်ဆူတောင်းခြင်းလို့ပြောပါတယ်ဆိုတော့ကျွန်တော်ကတီးတန့်ဆူတောင်းခြင်းအမှုရှိဖို့လိုအပ်တာဖြစ်ပါတယ်။မတ်တေခန်းကြီး6ငွေ9ကနေ6မှာဆိုတင်းဒီစုတောင်းတော့ခါလျှို့ဝတ်တော်တူတူနေတူမပြုတ်နဲ့။တူတူဒီလူများတို့ရှေ့မှာထင်ရှားစေခြင်းကတရားစီရင်များနဲ့လမ်းဆောင်လောင်းဝတို့၌ရက်လက်စုတောင်းခြင်းကအလိုရှိကြ၏။ငါမှန်ကန်စုဒီကထူထူဒီမိမိတို့စုလက်ကိုအပြည့်ဝခံရကြ၏။တင်းဒီစုတောင်းတော့ခါတင်းတိတန့်အခန်းထဲတို့ဝင်တကားကိုပိတ်ပြီးမှမထင်ရှားတော့ရက်နဲ့ရှိတော်မလို့အဖထစုတောင်းတော့မထင်ရှားတော့ရောက်ကိုမြင်တော်မလို့တင်းရဲ့အဖဒီအကျိုးကိုပေးတော်မူလက်တန်း။ဒီနေ့ကျွန်တော်ရဲ့စုတောင်းခြင်းကဘာလေးလို့ပြောတဲ့အခါမှာမထင်မရှားစုတောင်းလို့ပြောတယ်ပေါ့နော်။လူဝတ်တို့လူနေတူလို့ပြောတဲ့အထူးသဖြင့်ပေါ်ပြတဲ့အကျဉ်းတပ်ဖာရီရှိတွေပေါ့နော်သူရဲ့အစာရှောင်ခြင်းစုတောင်းခြင်းကိုလူတွေမြင်စေခြင်းနဲ့တိစေခြင်းနဲ့ဘာကြောင့်လဲသူဖရားတရားတော်ကိုင်းဆိုင်ပါလားဆိုတဲ့အရာကိုသူတို့အခြားသူတွေဖို့မြင်စေခြင်းလို့ဒီအကြောင်းအရာတွေကိုသူတို့လုပ်နေတာဖြစ်ပါတယ်နာမည်သခင်ယေရှုပြောတာရှင်းရှင်းလေးပဲအဲ့လိုလုပ်ဖို့မလိုတဲ့အဲ့လိုလုပ်တဲ့လူကလျှို့ဝတ်တဲ့ကျန်တပ်ပုဂ္ဂိုလ်ဖာရီရှိတွေလို့ပြောပါတယ်ဆိုတော့ဒါကြောင့်မလို့ယနေ့ကျွန်တော်ကပါလေစုတောင်းတဲ့အခါတကားကိုပိတ်ပြီးမှတယောက်တည်းစုတောင်းရတယ်ကျွန်တော်စုတောင်းခြင်းကဖရားကိုကျွန်တော်တို့တိတ်တဆိတ်ဆက်တွေ့ခြင်းပေါ့နော်ဒီကျကျွန်တော်ရဲ့စုတောင်းခြင်းတွေကကျွန်တော်ကလူတွေအများကြီးရှိမှညီကိုညီမတွေတန်ရှင်းတို့တွေအများကြီးရှိမှကျွန်တော်တို့ဆူတောင်းခြင်းတွေကဘလို့ပဲဖြစ်ခြင်းလေလို့ပြောတဲ့အခါမှာသူဆူတောင်းတာအတိတ်ပဲရှိလိုက်တာသူဆူတောင်းတာထိရောက်လိုက်တာဆိုတဲ့အရာပေါ်မှာမူတည်တော့ဖို့မဟုတ်ပဲနဲ့သူဆူတောင်းတာလည်းမတွေ့ပါလားဒါပေမဲ့သူဖျားနဲ့သူဘလို့မွေလို့ဝမ်းမြောက်ပါတယ်ဆိုတဲ့လိဝတ်တဲ့ဆူတောင်းခြင်းပေါ့နော်မထင်မရှားတဲ့ဆူတောင်းခြင်းရှိဖို့ဖျားကလုပ်နေတာဖြစ်ပါတယ်ဒီမထင်မရှားဆူတောင်းခြင်းအကျိုးသက်ရောက်မှုကဘာလေးလို့ပြောတဲ့အခါမှာအသွေးသားနဲ့အတ္တဒီတည်စေခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်ကတယောက်ထင်းနေတဲ့အခါမှာဆူတောင်းတယ်ဒီຢာတွေကကျွန်တော်ရဲ့အတွေ့အတာကိုတည်စေတဲ့အရာဖြစ်တယ်လို့ပြောပါတယ်။ဘာကြောင့်လဲ။ယနေ့ကျွန်တော်လူတွေကတယောက်ထင်းနေတဲ့အခါမှာအမောင်ထဲမှာနေတဲ့အခါမှာကျွန်တော်ကလူလလကျွန်တော်ဖြစ်ချင်ရဖြစ်တယ်လှုပ်ချင်ရလှုပ်တယ်။ဒါပေမဲ့ဒီမှာပြောတဲ့တယောက်ထင်းနေတဲ့အခါမှာကျွန်တော်ဆူတောင်းတယ်တိတ်တိတ်မထင်မရှားဆူတောင်းတယ်ဆိုတာကကျွန်တော်အတွေးသားကိုတည်စေတဲ့အကြောင်းအရာဖြစ်တယ်လို့ပြောပါတယ်။ဒီအတွက်ကိုလိုကိုချီးမွမ်းပါတယ်။ယနေ့ကျွန်တော်တွေကတကယ်ပဲတီးတက်အခန်းထဲနဲ့ဆူတောင်းဖို့လိုအပ်တာဖြစ်ပါတယ်။ဒီဟာပါလေးလို့ပြောတဲ့အခါမှာနိုင်ငံတော်သားတွေရဲ့ဒီဝတ်ချက်ဖြစ်တယ်ပေါ့နော်။ဆိုတော့ပြီးခဲ့တဲ့ဝိမှာနဝိပေါ့နော်နဝိကြော်သွားတဲ့ပြင်မှာဗာပြောထားတယ်လို့ပြောနိုင်ငံတော်သားတွေအတွက်အရေးတကြီးလို့ရတယ်ဆူတောင်းခြင်းဆိုတဲ့အရာပါလေဒီအရာပေါ့နော်ကျွန်တော်ကခေတ်ကာလဆိုင်ရာ၌ဘုရားစီမံကိန်းနဲ့လွှဲချုံနေရတဲ့အမှုအရာတွေပေါ်နေတော့ကောင်းနောက်ပြီးတော့မှယနေ့အခုပြောတဲ့မထင်မရှားတော့ဆူတောင်းခြင်းအခြားသူတွေမြင်ဖို့လူတွေမြင်ဖို့ကျွန်တော်ဆူတောင်းခြင်းမျိုးမဟုတ်ဘဲနဲ့ဘုရားနဲ့တိတ်စေအသွေးသားကိုတတ်တေးစေနိုင်တော့တိတအခန်းတဲ့ဆူတောင်းခြင်းကဘုရားလိုချင်တဲ့အရာဖြစ်ပါတယ်ဆာလံခန်းကြီး40နှစ်ပိုက်ငယ်ခုမှာဆိုလို့ရှိရင်နည်းရသူနည်းဆိုတာဟိခေါ်၍ဟုတ်အဲ့လိုပြောထားတယ်ပေါ့နော်ဆိုတော့ဒီကဘာလေးလို့ပြောတဲ့အခါကျွန်တော်လည်းနေချင်းကဘေးမှာပဲရှိနေဆိုတာတယောက်ထင်းနေတဲ့အခါမှာဖျားနဲ့တိတဆူတောင်းခြင်းအရာပေါ်မှာမူတည်သွားတယ်ကျွန်တော်ကလူတွေရှိမှလှုပ်ပြတယ်ခြားလူတွေရှိမှကျွန်တော်လူမြင်ကောင်းအောင်လှုပ်ပြတယ်ဆိုတော့ကျွန်တော်နေချင်းကိုဖော်ပြတာမဟုတ်ဒါကကျွန်တော်ထင်ရှားခြင်းကိုဖော်ပြဒါပေမဲ့ကျွန်တော်ကလူတွေရှိမှနေတဲ့အခါမှာကျွန်တော်တွေကဘယ်လိုလဲလို့ပြောတဲ့အခါမှာလူတွေတိုင်းပဲပုံမှန်ယူလေးပဲဒါပေမဲ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းဖြစ်တည်ခြင်းရက်တည်ခြင်းလှုပ်ရှားသွားလာခြင်းကအခြားသူတွေကကျွန်တော်ကိုဒီဆောက်เสียဖြစ်စေတယ်တူလူเสียဖြစ်စေတယ်လို့ပြောတဲ့အခါဒီဟာကကျွန်တော်ရဲ့နေချင်းတိတ်ပေးပါပဲအဲ့ဒီတိတ်ပေးကိုဘေးကနေရရှိတယ်လို့ပြောတဲ့အခါမှာဒီတက်တယောက်ထင်းနေတဲ့အခါမှာတကူထင်းနေတဲ့အခါမှာဆူတောင်းခြင်းအရာကကျွန်တော်ကိုဒီဟာကိုပေါ်ပြပေးနေတာဖြစ်ပါတယ်ဆိုတော့တခင်ပြောင်းကိုချီးမွမ်းပါတယ်ယနေ့ကျွန်တော်ကပါလဲလို့ပြောတဲ့အခါမှာတကယ်ပဲဒီတက်တယောက်တည်းဆူတောင်းဖို့ဒီမှာအရေးကြီးဒီဟာကနိုင်ငံတော်သားတွေရဲ့ဆူတောင်းခြင်းအရာဖြစ်ပါတယ်ဇမတေခန်းကြီး6ငယ်1ကနေ6 1နဲ့6မှာပြောထားလေတယ်အဲ့ဒါမှာတင်းဒီဆူတောင်းတော့ခါတင်းတီးတန့်ခန်းသေးတို့ဝင်တကားကိုပိတ်ပြီးမှမထင်ရှားတော့အရ၌ရှိတော်မလို့တင်းအပထန်ဆူတောင်းတော့လို့ပြောပါတယ်မထင်ရှားတော့ရာကိုမြင်တော်မလို့တင်းအပဒီအကျိုးကိုပေးတော်မလို့တဲ့ဒီနေ့ကျွန်တော်တို့ကမထင်မရှားဆူတောင်းခြင်းရာကကျွန်တော်တို့ကိုဖရားနဲ့တဲ့အရာပဲဖရားဆိုတာလူဝတ်တဲ့ဖရားမိမိကိုဝတ်ထားတဲ့ဖရားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လည်းမိမိကိုဝတ်ထားရပါမယ်ဒီရာကကျွန်တော်လူစားတည်နေဆိုအင်မတန်မှစန့်ကျင်လိုက်ဖြစ်တယ်ပေါ့နော်ကျွန်တော်လူတွေကပါလေးလို့ပြောတယ်ကျွန်တော်ကိုဘလောက်တရားစကားပြောနိုင်တယ် prophet ပြောနိုင်တယ်ပေါ့နော်ကိုဘလောက်ထိ healing power ရှိတယ်ကိုဘလောက်ထိလုံနိုင်တယ်ဆိုတော့တတ်နိုင်ခြင်းကိုဖိုးပြတယ်တွေးသားစာတည်ဖြစ်ပါတယ်ဒါပေမဲ့ဖျားစာတည်ကပါလေတော့မထင်မရှားပြလားဒီခင်ယေရှုလူပေါင်း9000ကို9တောင်နဲ့မုံ9လုံးပြည့်ကျွေးတဲ့အခါမှာလူအုပ်ကြီးကိုထားခဲ့တောင်းပေါ်မှာတယောက်တည်းဖျားနဲ့စကားတော့ပြောတယ်လို့ပြောထားပါတယ်ဆိုတော့ဒီຢာဒီကြည့်ချင်တဲ့ဒီနေ့ကျွန်တော်ကသခင်ယေရှုကိုတိုင်ပင်နေမထင်မရှားတယောက်တည်းခမေးတော်ဖျားနဲ့ဆက်တွေ့တယ်ဒီနေ့ကျွန်တော်လည်းပဲဒီတိုင်းရှိရမှာဖြစ်ပဲဒီကကျွန်တော်တို့အဖို့လုံးကဘုရားတတ်မှတ်ထားတော့ဘုရားလူချင်းတော့ဘုရားရဲ့စီမံကိန်းတော်ထင်နိုင်နိုင်ငံတော်သားတယောက်အဖို့ဖြစ်ဖို့လုံးကရည်ချင်းပြည့်မီဖို့လှုပ်ဆောင်စေလိုတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်စူတောင်းခြင်းမူ၌ကျွန်တော်တို့တကယ်ပဲဘုရားနဲ့အတူ one by one prayer လုပ်လို့များဖြစ်အောင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အာမင်။